အမျိုးသားတစ်ယောက်ဟာဖုန်းဆိုးသူတောင်းစားတဦးစီကနေကိုယ်ခံပညာကျမ်းတစ်အုပ်ကို$10ပေးပြီးဝယ်ယူခဲ့ပါတယ်။သူကတော့ရိုးရိုးရုပ်ပြစာအုပ်တစ်အုပ်လိုပဲထင်ခဲ့တာပါ။ဒါပေမဲ့စာအုပ်ထဲကကွက်ကွက်ကွင်းကွင်းလှုပ်ရှားမှုတွေကိုလိုက်တူပတ်ကြည့်တဲ့အခါမှာတော့မမျှော်လင့်ပဲစမ်းကြဲတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ရွှေရောင်တကားတစ်ကောင်ဟာသူ့ခန္ဓာကိုယ်ကိုရစ်ပတ်သွားပြီးမကြာခင်မှာပဲသူဟာထိုကိုယ်ခံပညာကွက်တွေထဲမှာလုံးဝညံ့ညောသွားခဲ့ပါတယ်။ရုတ်တရက်အမျိုးသမီးတစ်ယောက်ပေါ်လာပြီးသူ့ကိုအာရုံလွှဲလိုက်တာကြောင့်သူ့လက်ထဲကစွမ်းရည်တွေကိုမထိန်းချုပ်နိုင်တော့ပဲဖြစ်သွားရပါတယ်။အဲ့ဒီစွမ်းရည်တွေဟာဘေးကနေဖျက်လျှောက်သွားတဲ့အမျိုးသမီးတဦးစီကိုလွတ်ထွက်သွားပြီးထိလူနီးပါးဖြစ်ခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးသတိလစ်လဲကျသွားတာကိုမြင်တော့သူဟာထိုအမျိုးသမီးကိုဟိုတယ်တစ်ခုစီအမြန်ခေါ်ဆောင်သွားခဲ့ပါတယ်။အသက်သခင်ကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့ထိုအမျိုးသမီးကသူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကိုသူမရဲ့ဖခင်နဲ့ညီမဖြစ်သူတို့ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။အကြောင်းရင်းကတော့သူတို့မိသားစုထဲမှာကိုယ်ခံပညာကျော်မုံမပေါ်ထွက်ခဲ့တာနှစ်ပေါင်းများစွာကြာပြီဖြစ်တယ်လို့လက်ရှိမှာလည်းပြိုင်ဘက်တွေရဲ့ဖိနှိပ်ချုပ်ချယ်မှုကိုခံနေရလို့ဖြစ်ပါတယ်။သူမရဲ့ဖခင်ဖြစ်သူကဒီအကျက်တဲကိုတခြားတစ်ယောက်နဲ့အလျော်စားသဘောမျိုးအိမ်အောင်ပြုပြီးဖြည့်ရှင်းချင်နေတာပါ။ဒါပေမဲ့အမျိုးသမီးကတခြားအမျိုးသားကိုလက်မထက်ချင်တယ်လို့ခွန်အားကြီးမားမှုကိုအထင်ကြီးတဲ့ညီမဖြစ်သူကလည်းအဲ့ဒီအမျှကိုသားကိုခဲအိုအဖြစ်မလိုချင်ပါဘူး။ဒါကြောင့်ညီမဖြစ်သူကထိုမျိုးသားရဲ့စွမ်းရည်ကိုကိုယ်တိုင်စမ်းသပ်ဖို့စီစဉ်ပါတော့တယ်။အဲ့ဒီအချိန်မှာအမျိုးသားကအတုလို့ထင်ရတဲ့ကျန်းစာအုပ်ကိုကင်ပြီးကွက်တွေကိုထပ်မံလေ့လာနေတော့ရှိပါသေးတယ်။ညီမဖြစ်သူကတုတ်တစ်ချောင်းကိုကောက်ပြီးသူ့ကိုနောက်ကနေချောင်းရိုက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့သူကလက်ကိုအသားလေးပဲဝေယံလိုက်ယုံနဲ့တင်သူ့ကိုချောင်းတိုက်ဖို့လုပ်တဲ့ညီမဖြစ်သူဟာလွင့်ထွက်သွားပါတော့တယ်။ညီမဖြစ်သူဟာကိုယ်ခံပညာကျော်မုံမှန်းရိပ်မိသွားပေမဲ့သူကိုယ်တိုင်ကတော့ဒါကိုမသိရှာပါဘူး။သူစီကနေကိုယ်ခံပညာသင်ယူကျင်တာကြောင့်ညီမဖြစ်သူဟာသူမဖခင်နှစ်ပေါင်းများစွာတန်ဖိုးထားသိမ်းဆည်းထားတဲ့လက်ဖက်ရည်ကျန်းကိုယူဆောင်ပြီးလာရောက်ပူဇော်ပါတယ်။ထို့နောက်သူကညီမဖြစ်သူရဲ့နားထင်ကိုလက်နဲ့အသားလေးထိပေးလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲညီမဖြစ်သူရဲ့ကိုယ်ခံပညာစွမ်းရည်ဟာအဆင့်တစ်ခုကိုထိုးဖောက်တက်လန်းသွားပြီးလက်ဝါးချက်တစ်ချက်အသားလေးရိုက်ထုတ်လိုက်ယုံနဲ့တင်သူမရဲ့ဖခင်အောင်ပြန်မခုခံနိုင်တော့ပါဘူး။ညီမဖြစ်သူကစစ်မှန်တဲ့ကိုယ်ခံပညာကျမ်းစစ်တအုပ်ကိုထုတ်ပေးပြီးဒီပညာရက်ကိုနှစ်ပေါင်း100အတွင်းမှာတယောက်ပဲတက်မြောက်နိုင်ခဲ့တာလို့ပြောပါတယ်။ဒါပေမဲ့သူကတော့စာအုပ်ကိုမိနစ်အနည်းငယ်လောက်ပဲကြည့်လိုက်ယုံနဲ့ကျမ်းစာအုပ်ထဲကကွက်အားလုံးကိုချက်ချင်းတက်မြောက်သွားယုံသာမကလက်စီမိုးကြိုးတွေကိုပါဆင့်ခေါ်နိုင်တဲ့အထိဖြစ်သွားပါတယ်။ဒီအချိန်မှာပဲသူတို့ရဲ့ပြိုင်ဘက်ကလူတွေခေါ်ပြီးလာရောက်ပြဿနာရှာပါတော့တယ်။သူကထိုမျိုးသမီးကိုအတင်းအဓမ္မလက်ထပ်ဖို့ကြိုးစားတဲ့အပြင်ဓာမခုတ်တနတ်မဆူမိကွင်းဆက်ကူဆိုတဲ့ကိုယ်ခံပညာအကျော်မော်တအူးကိုပါခေါ်လာခဲ့ပါတယ်။ထိုမျိုးသမီးရဲ့မိသားစုထဲမှာဘယ်သူမှသူ့ကိုမရှင်းနိုင်တာကြောင့်အခုချိန်မှာဒီအမျိုးသားဟာသူတို့ရဲ့တူးလေးသောမျှော်လင့်ချက်ဖြစ်လာပါတယ်။သူကတော့မိမိကိုယ်ခံပညာလုံးဝမတက်ပါဘူးလို့ညင်းဆိုနေသေးပါ။ဒါပေမဲ့အမျိုးသမီးရဲ့ဖခင်ကမင်းလက်ကိုအသားအရလှုပ်ရှားလိုက်ယုံနဲ့တင်ဘယ်သူမှမင်းရဲ့ပြိုင်ဘက်ဖြစ်လာမှာမဟုတ်ဘူးလို့အားပေးပါတယ်။အဲ့ဒီအချိန်မှာပြိုင်ဘက်ကိုယ်ခံပညာရှင်ကသူ့ကို3ခွက်အသားပေးမယ်လို့ကြွေးကြော်လိုက်ပါတယ်။သူဟာခုနကတင်တက်မြောက်ထားတဲ့ကိုယ်ခံပညာကိုသုံးပြီးပြိုင်ဘက်ရဲ့ရင်ဘတ်တဲ့ကိုလက်တီးတစ်ချက်အမိအရထိုးလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့အဲ့ဒီကိုယ်ခံပညာရှင်ဟာကျမ်းပြင်ပေါ်လဲကျသွားပြီးမိမိကိုဘယ်လိုပညာရဲ့နဲ့တိုက်ခိုက်လိုက်မှန်းတော့မသိလိုက်ရပါဘူး။ဒီအခါမှာပြိုင်ဘက်ဖြစ်သူကသူ့ရဲ့စွမ်းရှိသမျှအားကုန်သုံးပြီးလက်တီးနဲ့အပြင်းထန်လှမ်းထိုးပါတယ်။သူကတော့ကြောက်လက်တကြားနဲ့ကာကွယ်ဖို့လက်ကိုမြှောက်လိုက်ပါတယ်။မထင်မှတ်ပဲသူဟာထိုတိုက်ခိုက်မှုကိုအလွယ်တကူပဲကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။